င့်ဆုံးသောဖျား၏ကွယ်ကာယဌာနတော်၌နေသောသူသည်အနန္တတကုရှင်အရေးကိုခိုရလိမ့်မည်။ထာဝရဘုရားသည်ငါခိုးရဗျာငါဤရဲတဲ့ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်ငါပြောဆို၏အကယ်စစ်စစ်မုတ်ဆိုးဤကြောက်ခွင်းနဲ့၎င်းတေတတ်သောအနာနဲ့၎င်းတင့်ကိုကင်းလွတ်စေတော်မူမည်အတောင်တော်အမွေးနှင့်ဖုံးအုပ်တော်မူ၍အတောင်တော်အောက်၌သင်သည်လုံခြုံစွာနေရလိမ့်မည်တစ္ဆာတော်သည်သင်ဤဒိုင်းလွှားဖြစ်လိမ့်မည်ညအခါဖြစ်တတ်သောဘေးကို၎င်းနေ့အချိန်၌ပြစ်သောမြားကို၎င်းမုံမိုက်ထဲမှလေသောကာလနာကို၎င်းမွတ်တဲ့အချိန်၌ဖြစ်စည်းတတ်သောဥပကို၎င်းသင်သည်မကြောက်ရသင်ဤနားမှာလူတစ်ထောင်သင်ဤလက်ရဘက်မှာလူတစ်တောင်းလဲတော်လဲသင်ကိုမထီမခတ်ရသင်သည်ကိုမျက်စိနှင့်ကြည့်၍မတရားသောသူတို့၌ရောက်ရသောအဖြစ်ကိုမြင်ယုံမျှသာရှိလိမ့်မည်ထာဝရဘုရားသည်ငါခိုလုံရာဖြစ်တော်မူ၏ဟုသင်သည်ဆို၍အမြင့်ဆုံးသောဘုရား၌နေရာချသောကြောင့်သင်၌မကောင်းသောအနိဋ္ဌာယုံမကန့်လျောက်သင်နေရာသို့ဘေးဥပတ်မချင်းရသွားလေရရ၌သင်ကိုစောင့်ရှောက်စေခြင်းငါကောင်းကင်တမန်တို့အားသင်ဖို့မှာထားတော်မူသည်ဖြစ်၍သင်ဤခြေကိုကြောင်းနှင့်မထိမခိုက်စေခြင်းကသူတို့သည်သင်ကိုလက်နှင့်မဆချိပင်ကြလိမ့်မည်သင်သည်ချင်းသိနှင့်ငွေစိုးပေါ်မှကြော်သွား၍ချင်းသိပြုံနှင့်ငကားတို့ကိုခြေဖြစ်နေလိမ့်မည်သူသည်ငါ့ကိုချစ်သောကြောင့်သူ့ကိုငါကင်းနှုံးမည်ငါ၏နာမကိုတည်သောကြောင့်သူ့ကိုငါချီးမြှောက်မည်သူသည်ငါ့ကိုခေါ်သောအခါငါထူးမည်ဒုက္ခခံရသောအခါသူ့ဘက်မှငါနေ၍ချမ်းသာပေးမည်သူ၏ဘုန်းကိုလည်းထင်ရှားစေမည်ရှင်သောတနေ့ရောက်ရစေ၍ငါ့ကလေးချင်းကျေးဇူးကိုသူအားပြမည်